တငယ်ချင်း2ယောက်အပိုင်းခွန်ဘယ်လိုလဲထိုးရမသိပါဘူးကွာကြည့်လိုက်ပါဦးမယ်နာရီလေးပါလေ9နာရီတော့ကျော်တော့10နာရီအောင်ကျော်နေဟို2ယောက်မနိုးသေးဘူးလားမသိထားလိုက်ပါလိသူတို့ညလည်းအလုပ်တွေတောက်လျှောက်လုပ်ထားတာဆိုတော့ဒီနေ့ကဘာနေ့ပါလိဒီနေ့ကဘယ်နှစ်ရက်နေ့ပါလဲကွာဒီနေ့ငါဥပုသ်ဆောင်မယ်နေ့လားမသိဘူးဘာနေ့မှန်းမသိဒီနေ့ငါဖះကြောင်းသွားမယ်သူတို့ညောတော့ခေါ်သွားမနေတော့ကိုပါကိုတယောက်တည်းသွားတော့အဲ့ညခွန်ငါမုတ်ကဝဲကျွေးရအောင်မယ်ဟေးမုတ်ကဝဲကျွေးရအောင်မယ်မုတ်ကတိတ်ပြီးတော့လေဝဲကျွေးကျင်တာမဟုတ်ဘူးဒီညဖះကြောင်းတက်မယ်နေဆိုတော့ငါဖះကြောင်းသွားတက်လိုက်ပါအောင်မယ်လေတို့ညောကိုနှိုးသွားလိုက်ဟဲ့သမီးတို့ရေရှမ်းဖေဒီနေ့အဖေဖះเจ้าတက်မယ်နေမလို့အဖေဖះเจ้าသွားတက်လာမယ်သမီးတို့ညအိမ်မှာနေခဲ့မနေခဲ့ရင်တော့မှဖះเจ้าလိုက်ခဲ့လိုက်သလားဟုတ်ကဲ့သမီးတို့အိုင်းတော့လိုက်ခဲ့လိုက်မယ်လीအိမ်သားရှင်းလေးပါလေးလဲလှုပ်ထားအဲ့ဒါလှုပ်ပြီးမှအဖေပြန်မလာသေးဘူးဆိုရင်လိုက်ခဲ့ဖះเจ้าဒီနေ့လုံနေမယ်ထင်တာပဲအဖေတနေ့ကောင်းနေမှာအေးပေါ်ငါတကယ်ချင်းနေငါတနေ့ကောင်းနေပါအဲ့ဆိုသမီးတို့လဲလိုက်ရင်လိုက်ခဲ့လိုက်မယ်ဒီနေ့အဖေဒီနေ့ဘာနေ့လဲတဲ့ဘာနေ့တော့ဟဲ့အဖေဖះကြောင်းသွားမှာဆိုတော့ဒီနေ့16ရက်နေ့ဆိုတော့အဲ့မှာပွဲလုံးပါလေအေးဟုတ်တာအဲ့ဒါဆိုရင်လိုက်ခဲ့လိုက်တော့အဲ့ဒါဆိုရင်အလောက်ကိုတီချလို့ပြီးနောက်ကတီချလိုက်ခဲ့လိုက်တော့ဟုတ်ကဲ့အဲ့ဆိုရင်အဖေသွားနေပြီနော်ဟုတ်ကဲ့သမီးစပိန်နဲ့လိုက်ရခဲ့မယ်အေးသွားလိုက်ပါမယ်ငါသမီးလေးလည်းအဲ့တငယ်ချင်းနဲ့ဘာမှပဲအကျင့်စာရိတ္တတွေကောင်းသွားပါတော့လားကားလေးဒီနားလေးမှာပဲရက်ခက်လာဖះเจ้าကတော့ဘယ်သူမှရောက်တော့မှမထင်ဘူးအစောကြီးရှိသေးတယ်ဖះเจ้า9နာရီမှစဘာဘူး10နာရီမှစဘူးမှမရှိတော့သေးဘူးငါရောက်ထဲလာနေရလားမသိဖះเจ้าနဲ့မဝင်ငါပတ်စံလေးတော့ထိလိုက်ပါမလေးဟုတ်ပါရောဘသူမှမရောက်သေးဘူးငါဖះเจ้าတက်မယ်ပြောခုမှပဲဖះเจ้าဝတ်စုံလဲရတော့တယ်ရှင်ဖြမ်းဟဲ့ကောင်မကြီးငါတို့ပွဲစီသွားရအောင်မယ်ဟဲ့ဒီပြောပြိုင်းတော့ငါတို့ရင်းမယ်ထူပြီးအင်တာရှင်းတွေလုပ်ပြီးစားကြမယ်သွားကြမယ်ဟေ့အဲ့ဆိုငါတို့ရင်းမယ်သွားချိုးကြမယ်သွားချိုးကြမယ်လားငါတို့လည်းဥစားရေးလဲချိုးဥစားလဲပြီဆိုတော့အင်တာရှင်းရငါတို့ရင်မချိုးခင်လုပ်လိုက်ပြီဆိုငါတို့သွားကြမလားသွားကြမယ်ပတ်စံရေးပါလိမ့်မယ်လေပတ်စံနေရပတ်စံရပတ်စံအောင်ရှိလို့ရှိတာပေါ့တော့အဲ့ဆိုရင်ယူလိုက်လာတော့ကြမှာစပိန်နဲ့သွားမှာလားလမ်းချက်ပဲသွားလိုက်မယ်စပိန်က2ယောက်လည်းမစမ်းဟုတ်တယ်ပြန်လိုက်အဖေနဲ့ကားနဲ့တူပြန်လာလိုက်မယ်လေဟုတ်တယ်ငါတို့ညဒီလိုတူနေရမယ်လို့ငါစိတ်ထဲမှာတခါမှမထင်ဘူးတလားဟုတ်တယ်ငါပဲလေတွေ့ရင်တော့မှတနေ့ကိုတနာရီအဲ့လောက်ပဲတွေ့ရမယ်ထင်အခုကတနေ့ကိုဒါနဲ့နင်းမေရောအော်စီမာအဆင်ပြေလားငါမြန်အော်စီမာပဲအပီးနေတော့မှာတဲ့အဲ့တော့ညငါတို့မှပြီးပေါ်အဆင်ပြေတော့အပီးနေရမှာပေါ့အဆင်မပြေတော့ငါလည်းအော်စီလိုက်အော်စီနေအဆင်ပြေအောင်နေလေဟဲ့နော်အော်စီမလိုက်ဝါနဲ့လေနော်ပါငါလည်းအော်စီမှာတကယ်ချင်းတယောက်မှရှိမှာမဟုတ်ဘူးငါဒီဆာကူရာမြို့မှာအရန်ပျော်တာပဲတကယ်ချင်းငါတို့ကလမ်းကူးကြမယ်လားမမြင်လားတကယ်ချင်းငါတို့ရင်တော့ကျောင်းတော့ဆိုရင်တော့ငါတို့ကျောင်းနေလည်းပြီးပြီးအလုပ်တွေလည်းလုပ်ရရမယ်ဘယ်လောက်မှမချအလုပ်လုပ်ရင်လည်းနေဖင်ငါတို့တလုပ်ထဲထားမှာဟုတ်တယ်ငါဘောင်ကဒီချိန်မှာအလုပ်လုပ်နေရရင်တော့ငါမတွေးရစရာဘာဖြစ်လို့လဲဘာလို့လဲဆိုတော့ငါဘောင်ကအလုပ်လုပ်ရပဲထောင်းဟာငါအလုပ်ကလည်းဘာမှမလုပ်တဲ့အင်္ဂလိပ်စာလည်းညက်နင်းတော့အင်္ဂလိပ်စာမကောင်းနင်းရလေအင်္ဂလိပ်စာမကောင်းတာမြန်လွယ်လေးငါလုပ်ပြီးမှာငါဘယ်လိုလုပ်ပြီးမှာအင်္ဂလိပ်စာကိုငါတိချသင်ပြီးမှာပေါ့ဟဲ့နင်းရောစာတိချလိုက်လုံးနိုင်တယ်ငါ
ဆိုမအားဘူးလေအလုံးနဲ့ငါဟိုအိမ်လေးကိုရမ်းလွှမ်းတာပဲဟုတ်လားဟိုတနေ့ကနေဖေလေဖုန်းဆက်နေတဲ့ဖေဖုန်းဆက်နေအတန်တော့ကြားရတက်လားအေးဘလို့ကြားရလဲငါဖေဖုန်းဆက်ဘလို့ကြားရလဲဆိုတော့လေအိမ်ကိုပြန်သွားမယ်တဲ့ဒီဆာကူရာမျိုးမှာမနေတော့ပဲနဲ့ဟမ်ဟုတ်လားအော်အန်နီပြောဒီမှာငါတို့နာမည်ပါဟဲ့ငါတို့အိမ်ပါတယ်ငါတို့အဲ့ဆိုဒီတစ်ခေါက်ငါတို့တွေဒီမှာအလကားတရားထိုင်လို့ရတရားထိုင်ဝင်လာနေတရားမထိုင်ရင်တော့မှငါတို့တရားစားမယ်ဒီတော့ဘေးဘာလုပ်နေလဲမသိဘူးဒါမှငါတို့ပတ်စံလေးကိုဆွတောင်းတယ်မင်းတော့ပတ်စံလေးကိုငါဆွတောင်းလည်းမနေရမတောင်းတော့တောင်းတော့ငါတော့ဒီတော့မှတော့တရားသွားမယ်လေအော်အေးဒါမှငါတို့လက်လာတရားရအရင်လာတာပဲဒီလူကမလိုက်တော့ငါဒီလိုမျိုးနေရမှာလေဓာတ်ပုံလေးတငယ်ချင်းလေးနဲ့တခါတလေရောရိုက်ဘူးရှင်ငါနဲ့ခုရငါတို့ဖုန်းမှာမပါလာတဲ့ကိစ္စအေးဟုတ်တယ်ညနေရောက်သွားတော့အခါဟဲငါတို့လည်းအခုမှပဲပတ်လို့ပြီးတော့ပွဲစီစနေပြီဟဲ့ဟုတ်လားနင့်ဖေကမထွက်လာသေးဘူးနော်သူကလူကြီးဆိုတော့သူတို့တွေကနေပြီးတော့9နာရီမှထွက်ရမှာကွာ9နာရီမှထွက်ရမှာဖြစ်တဲ့အတွက်သူတို့တွေကမထွက်လာသေးတာဟာဒီနေ့ကဘာကိစ္စအဲ့လောက်လူတွေကများနေရလဲနော်ကြိတ်တိုးပဲကြီးလိုပွဲကငါတို့ဒီဆာကူရာမျိုးမှမဟုတ်ဘူးကွာငါတို့ဆာကူရာမျိုးရဲ့ဒီဆာကူရာမျိုးမှာဒီပွဲကနှစ်တိုင်းလောက်တာမဟုတ်ပဲねသူကတစ်ပတ်တစ်ခါလောက်တယ်ကွာတစ်ပတ်တစ်ခါလောက်တော့အဲ့တစ်ပတ်တစ်ခါမှာဖျားเจ้าတက်တဲ့သူတွေရယ်ပွဲစည်းလဲတဲ့သူတွေအဲ့ပွဲစည်းကိုမသွားရင်ငါတို့ရဲ့ဆာကူရာမျိုးကကန်နေတယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်ပြတယ်ကွာဟုတ်လားဒါမှမဟုတ်တော်တော်လေးကိုစီကာကာလေးဖြစ်တယ်အရန်စိုက်တာပဲလားအရင်တော့ကနေတော့ငါတို့ကလိုက်ပို့ချင်တယ်ဟာငါတို့ကအရင်တော့ဆိုဈေးရောက်သွားတာလေဈေးရောက်တော့အချိန်ကမပိုတော့ငါတို့လည်းလိုက်မပို့ပေးနိုင်ဘူးဒီကနေပါဦးနင်ရဲ့ Yahoo 6ဆိုရယ်မြို့မှာနေပြီးတော့ဗာကိစ္စဒီလောက်ဆာကူရာအကြောင်းတွေကိုသိနေတာငါလည်းဒီတိုင်းပဲလေငါဖေကပြပြပြီးငါဖေကတော့ဆာကူရာမြို့မှာနေရကွာဒါပေမဲ့အခုအရင်တော့မှဒီဆာကူရာမြို့မှာအလုပ်တွေလုံးဝဆင်မပြေရနဲ့အဖေငါအဖိုးတွေစီပြန်နေတော့ငါ့ကိုမွေးပြီးတော့ဘလောက်မှမကြာငါဖေကအမိလဲဆုံးသွားမွေးဆုံးလဲဆုံးသွားအဖေနဲ့ပဲငါတို့ရွာမှာပြန်နေရအဲ့ဒါဆိုရင်အเจ้าအဲ့ဒါပဲဒါအေးပေါ့အဖေတို့ထွက်လာပြီလားမသိ9နာရီထိုးနေဟဲ့လားခင်ဗျားတို့9နာရီထိုးနေခင်ဗျားတို့မပြန်သေးကျွန်တော်တို့ကဒီနေ့တညလုံးနေရမှာဗျဘလို့ဖြစ်လို့တော့ကျွန်တော်တို့ကဟိုးတစ်ပတ်တော့မှမလာတာကျွန်တော်ကဟိုးတစ်ပတ်တော့မဟုတ်ဟိုးတစ်ပတ်တော့2ခေါက်တောင်လာလို့အဲ့တစ်ပတ်တော့တစ်ခေါက်မလာလိုက်တာအဲ့ဆိုကျွန်တော်ပြန်လာအောင်မယ်ဟုတ်ကဲ့အဲ့ဆိုမမီပြန်ပြီနော်ဟုတ်ကဲ့ပါရှင်ပြန်ပါညီမတို့၄ယောက်ကအတိုင်ဖောက်ရမ်းနေရအဲ့ဆိုပြန်လာအောင်မယ်ဟုတ်ကဲ့ပါရှင်ငါသမီး2ယောက်ငါသမီးလေး2ယောက်လုံးရောက်နေပြန်ပြီညကြရင်ပွဲရလှည့်အောင်မတော်ဗျာကြီးကွာမရောက်နေကြပြီထင်တယ်သမီးလေးတို့ရေရှမ်းဖေဖေနင်တို့တွေရောက်နေရမှာဖေးကိုလာမလို့ဆိုအဖေတော့9နာရီမှပြပါဘူးအဲ့လို9နာရီထိုးနေဟုတ်သမီးတို့အဲ့ဆိုအဖေပြန်နေမယ်အိမ်မှာဘာညာသမီးကိုမုတ်စားပြီးအိမ်တန်းပြန်လာကြနော်ဘာပါလဲကားပဲပါလားကားဘာမှပါလားအဲ့ဆိုလမ်းလျှောက်ပြန်ရမယ်ဖေအေးငါလည်းရမ်းမုံမချုံနဲ့ဟုတ်ကဲ့ဟေးအင်းအခုမှရောက်တော့ရေမိုးလိုက်ချူပြီးပြီဆိုတော့ခဏလောက်ထိုင်လိုက်ပါအောင်မယ်ကွာငါတို့လည်းမုတ်တွေလိုက်ဝယ်ဆောင်အေးလူရစုကောင်းတယ်ဖေစရဟိုတောင်းကတလားဘာကြော်ပါလိမ့်ငါလည်းမသိတော့ဘူးကွာအဲ့ဒီတော့စကအေးလာဒီမှာငါအရင်စားချင်တယ်ဒါလေးလားအန်ဒီအဲ့ဒီချောင်းဘလောက်လဲတမီအဲ့ဒါလေးတစ်ချောင်းကအဲ့ဒီချောင်းကတမီ300အန်ဒီတမီတစ်ချောင်းရပေးပါအေးငါလည်းနှစ်ချောင်းပြရနှစ်ချောင်းအေးချောင်းလုံးဝယ်ပြီးရောနင်းလည်းငါလည်းတစ်ချောင်းစားမယ်ကောင်းလိုက်တာဟဲ့နင်းစားမှမလားငါပေးမယ်နင်းလုံးလည်းဘိုက်တင်းသွားနော်ဟုတ်တယ်ညကြပွဲရလှည့်အောင်ပါဟဲ့အဲ့ကြီးချင်လိုက်တာဖေဖေကလည်းစောပြန်လာခိုင်းနေ့ဖေငါတို့ဖွင့်လိုက်တောင်းလိုက်မယ်လေပြီးတော့မှနေ့ဖေလည်းထွက်ကြည့်မှာပဲဒီတော့ငါတို့ပွဲကြီးလဲတော့ပြောစရာကြီးပဲဖေဖေတငယ်ချင်းတွေကပြန်လာလားမသိဘူးငါလည်းပဲလို့ဒီမှာဖေဖေတငယ်ချင်းလာပွဲလဲတော့မယ်တဲ့ခဏနေကြဘယ်တော့ပြောဖို့ကောင်းနိုင်မလဲဟဲ့ဟုတ်ပါပွဲလဲရင်ငါတို့တွေဟာဒီတိုင်း
မိန်းကလေးတွေပဲမှားမှာဟုတ်တယ်အခုဆိုရင်ဖြင့်ဆာကူရာမျိုးကြီးရိုးရာအောင်ပွဲကြီးစတင်ပြီးတော့လှည့်ပတ်ပြီးပဲဖြစ်ပါတယ်ခင်ဗျာဒုံကြက်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 စာဟုရှန်ချန်ချန်ဘိန်းစင်ချင်းချင်းကြောက်လုံးမဲ့လမ်းမထွက်ကြည့်ပေးပါရဲ့မြစ်တာရက်ခံချင်ပါတယ်ခင်ဗျာဆာကူရာမျိုးကြီးရိုးရာအောင်ပွဲဟေ့ဆာကူရာမျိုးကြီးရိုးရာအောင်ပွဲဟေ့ဆာကူရာမျိုးကြီးရိုးရာအောင်ပွဲဆာကူရာမျိုးကြီးရိုးရာအောင်ပွဲဆာကူရာမျိုးကြီးရိုးရာအောင်ပွဲပြီးဆုံးမှာတော့မည်နောက်ထပ်နာရီသာလိုပါတော့သည်ဆာကူရာမျိုးကြီးအောင်ပွဲစတင်မီဟေ့ဆာကူရာမျိုးကြီးအောင်ပွဲစတင်နေပြီဟေ့ဆာကူရာမျိုးပွဲစပြီတဲ့ဟာငါသားသမီးလေးပါလားမသိဘူးသွားကြည့်လိုက်ပါအောင်မယ်လေဆာကူရာမျိုးကြီးအောင်ပွဲလဲပြီဟေ့လဲပြီငါသားသမီးပါရဲ့တော့ပါတယ်ဆာကူရာမျိုးကြီးအောင်ပွဲလဲပြီဟေ့လဲပြီဆာကူရာမျိုးကြီးအောင်ပွဲလဲပြီဟေ့ဆာကူရာမျိုးကြီးအောင်ပွဲလဲပြီဟေ့ပတ်စံ3000စုချမယ်ဟေ့ယော့ဟုတ်ကဲ့ကျေးဇူးပါရှင်ဆာကူရာပွဲကြီးအောင်မီဟေ့ဆာကူရာရိုးရာပွဲကြီးအောင်မှာပြီကွယ်ဆာကူရာမျိုးကြီးရိုးရာပွဲတော်ကြီးအောင်မြင်စွာပြီးဆုံးမှာတော့မည်ဆာကူရာမျိုးကြီးအောင်မီကွယ်ဆာကူရာမျိုးကြီးကောင်းမီကွယ်ဆာကူရာမျိုးကြီးအောင်ပွဲခံကြစို့ဆာကူရာမျိုးကြီးအောင်ပွဲခံကြစို့ဆာကူရာမျိုးကြီးအောင်မီကွယ်ရိုးရာပွင့်ဖြိုးကြမယ်ဟေ့ကျောင်းတော်ကြီးထဲထားပါမယ်ကျောင်းတော်ကြီးထဲထားပါမယ်ဆာကူရာမျိုးကြီးအောင်မီကွယ်ဆာကူရာမျိုးကြီးအောင်မှာပြီအားလုံးပဲဒီအပိုင်လေးကိုကြိုက်နေတတ်ပါသလားရှင်ကြိုက်နေတတ်တယ်ဆိုရင်ဆာကူရာရဲ့ပေါ့နော်ဆာကူရာရဲ့ YouTube ကောက်လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဘေးနားခေါင်းလေးကိုနှိပ်ထားမယ်ဆိုရင်တော့တင်လိုက်တာနဲ့တန်းသိရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ Sakura အကောင့်ကို subscribe လုပ်ပြီးပါအောင်နော်ဒီပိုင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့အားလုံးပဲ like ပေးပြီးတော့လူများမြင်အောင်လို့ share ပေးသွားကြပါရှင်ဒီလိုမျိုးအပိုက်တွေကိုဆက်ပြီးတော့တင်မိမှာဖြစ်တဲ့အတွက်အားလုံး Sakura ကိုတော့အပိကြပါအောင်လို့မျှော်လင့်ပါတယ် Sakura ဘာကိစ္စကြာလိုက်မတက်လာလဲဆိုတော့ဒီပေါ့နော်ဖုန်းဟာလည်းနည်းနည်းဟန်းနေလို့ကျင်လာရဲ့အင်းအလုံးလေးရှုပ်တာအိမ်ဆောက်တာရဲ့ဧည့်သည်တွေတောက်လျှောက်လာတာရဲ့ကြောင့် Sakura လုံးဝမတင်ပြတာပါအားလုံးပဲဘိုင်းမိုင်းမအပိုင်းရှစ်လေးကိုမျှော်ပေးပါအောင်ရှင်